များကြမှာခင်ဗျာကြောက်ရောက်ချင်းမြင်ပေးကြတဲ့အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ main sponsor များ sponsors များနဲ့လေးစားပါသောဧည့်ပရိသတ်ကြီးခင်ဗျာကျွန်တော်တို့ရဲ့မနောအလှတေဂိတာပွဲမှာမင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ပွဲကြီးမစတင်မီမှာဒီပွဲတင်ဆက်ရခြင်းအကြောင်းကိုနည်းငယ်ရှင်းပြပေးကြပါရစေဒီပွဲဟာအချင်းပြည်နယ်မှာရှိနေကြတဲ့စစ်ဘေးဒဏ်သင့်ပြီးစစ်ရှောင်နေကြရတဲ့တိုင်းရင်းသားမိဘပြည်သူတွေရဲ့စာဝတ်နေရေးကျန်းမာရေးလူမှုရေးပညာရေးကဏ္ဍစုံမှာလိုအပ်နေတဲ့နေရာတိုင်းမှာကူညီပံ့ပိုးပေးနိုင်ဖို့ရအတွက်မနှောမြေမှအနုပညာရှင်များမှစုစည်းပြီးရန်ပုံငွေရှာတဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲဟာမနောလာတေဂိတာအဖွဲ့ရဲ့ဒုတိယမြောက်ပွဲလည်းဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့နေ့မှာလည်းယခုလိုပဲမျှော်စင်ကျွန်းမှာတေဂိတာအစီအစဉ်နဲ့အတူရန်ပုံငွေရှာပြီးတော့စစ်ဘေးဒဏ်သင့်နေတဲ့မိဘပြည်သူတွေရဲ့လက်ထဲအရောက်မနောလာအဖွဲ့မှကူညီပံ့ပိုးပေးခဲ့တာလည်းမိဘပြည်သူတွေအသိပဲဖြစ်ပါတယ်မနောလာတေဂိတာအဖွဲ့ဟာလူမျိုးရေးနိုင်ငံရေးဘာသာရေးလုံးဝမပါဘဲနဲ့လူမှုရေးလုပ်ငန်းတက်တက်လုပ်နေတဲ့အဖွဲ့ပဲဖြစ်ပါတယ်အလူရှင်များမှရတဲ့ငွေကြီးပစ္စည်းများအားလုံးကိုကုန်ကျတဲ့ဈေးတွေရလွဲပြီးတပြားမှအပွန်းပက်အစွန်းထင်းမခံပဲဒုက္ခသည်တွေရဲ့လက်ထဲအရောက်လူဒန်းပေးနေတဲ့အဖွဲ့ပဲဖြစ်ပါတယ်အဖွဲ့ဝင်အားလုံးဟာကိုထမင်းဈေးတဲခိုဈေးခရီးဈေးညာနဲ့အတူကိုအလို့အများကိုကိုယ်တိုင်အကုန်ကျခံပြီးဒုက္ခသည်တွေအတွက်ကူညီပေးနေတဲ့အဖွဲ့ပဲဖြစ်ပါတယ်ယခုလိုမနောလာတေဂိတာအဖွဲ့မှလှုပ်ဆောင်နေတဲ့လူမှုရေးလုပ်ငန်းမှာပါဝင်ကူညီပံ့ပိုးပေးကြတဲ့လူရှင်များကိုလည်းအထူးပဲကျေးဇူးတင်ရှိပါကြောင်းလှိုက်လဲစွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ယခုချိန်မှာစတင်ပြီးမနောလာတေဂိတာအစီအစဉ်စတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါယခုချိန်မှာကျွန်တော်တို့အစီအစဉ်အရရန်ကုန်ကချင်နှစ်ချင်းအသင်းတော်မှာကျွန်တော်တို့မိဘများနဲ့အတူအနုပညာရှင်များမှာထောင်ကာအကနဲ့ပြိသက်ကြီးအလဲအနေပြီးကျွန်တော်တို့စင်းမြင့်ထက်သို့နေရာယူမဲ့အစီအစဉ်ပဲဖြစ်ပါတယ်လက်ခုပ်ဩဘာချစ်မိပြီးကြိုးဆိုလိုက်ကြရအောင်လားခင်ဗျာကျွန်တော်တို့မနောလာအကဖွဲ့မှထောင်ကာအကနဲ့နေရာယူပြီးတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့သချင်းဖြစ်ဖြောပြတင်ဆက်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်
ရောက်တဲ့လူတိုင်းမြင်ရတဲ့ချင်းလေးGo mansa, vanta nebila, manola go pyopya lo bebe so nai, kaka horazi, tauji shirele, long was ya kaune kisine. Lano shugim nare no mima, don't swim your margin so jame, some bravo mole like for pejane, count out your Kulo, point the chair, piso dore, manola guitar poa, a two-way change to Markamia. Ogava, Tano in Nia Sizamo, Tano Teote Lulu Samabi Rao, Dazamolo, Tanoye, manola data pogo. Yeta says that she tabiro, a kana season 10 set to check, Guni Bime, Tanoye, one and only. Temole of Pico, come ya. Let go over Chimmy be down, like ya. Wow, Mambo. Jalani were my. Tono goes and Alcunilla Doa. Torangang, Liroa. Say, do me, Poechiro, Mammo Abilaya. Hey, time of come ya, Alculo. Jismia Tamare, Edramia, Alo Shalan Chami Bazi. Kachin Diana Diana Alo Shalan Chami Bazi, tomorrow Diana Diana Alo Shalan Chami Bazi. Digni Kanau, the Gago Yoshingo Uzane, Pawemo Yashila Jim Pepare, and in a Yaka Shusa Api Tame, Skyna Yutangani Dialo Tolune Tema, Shusa Api Tame, Illusion Sina Shemiagole, Mamua Nutris or Jusubare, look, Satin Biro no concert Tamare. With your Simsa I, Shinare Galo, Antea, Dena Lomango, Skynet Gona. Life to explore it, and to explore another monk. Rengaga I, time jo Skynet gonna, Jung Gunjokana. Sorrow I, Jing Pot Win Pong Mushani, young with your Simsa Galo, Anthony, the sea let get headed a Jamjo come dong I, no one is Suni young mong with your Simsa, Shinarelga, one epinans out Kunga Jok Nailo, okay, Bamamu. Okay, ba, to me any tea, Taujai, Diana dying to repeat the Jamulu. The three Tare Vedeke chicken marish, Kachimine, Mijina, Kanakana Yapubare, a Janle Piovare, Capiro, a Mika Malika Missongole, Yan the Bojavare, a cook and join a Lemarish, Jamaru, Ama Bimipanga, Turi Alo,
ကျမရဲ့ model လေးနဲ့ကျမအမြဲတမ်းသွားပြတဲ့နေရာပါဟိုမြေပြန့်ကဖြောပြသမားတွေလည်းအမြဲတမ်းဖြောပြတင်ဆက်ဖို့သွားတဲ့နေရာပါအခုရန်ကုန်မှာရှိနေကြတဲ့ကချင်တိုင်းသားတိုင်းသူများအားလုံးလည်းကျမတို့နဲ့တမျိုးတည်းနေကြတဲ့မြို့တော်သူမြို့တော်သားတွေပါပဲအားလုံးရှင်လန်းချမ်းမြေပါစေလို့ထပ်မံပြီးတော့ဆုမွန်ကောင်းတောင်းပါတယ်ရှင်ဟုတ်ပါတယ်မမိုခောက်ဆွဲတအားကြိုက်တယ်လို့ကြားထားပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါမမိုရေအခုချိန်မှာကျွန်တော်ပထမဆုံးဒေဂီတာအစီအစဉ်ကိုစတင်လိုက်ကြရအောင်နော်ဟုတ်ကဲ့ပါဒီညမှာကျွန်တော်တို့မနောလဒေဂီတာဖွဲ့မှာဒေဂီတာပွဲမှာကျွန်တော်တို့အဆိုတော်အများကြီးပါပြီးလို့ရှင်ဒေဂီတာဖွဲ့တွေအများကြီးလဲကျွန်တော်တို့စေတနာတရားထက်သန်စွာနဲ့ကျွန်တော်လာရောက်ကူညီပေးနေကြပါတယ်ဟုတ်ကဲ့ပါပထမဆုံးကူညီပေးမဲ့တိခတ်ပေးမဲ့ဖြောပြပေးမဲ့အဖွဲ့ကတော့ Spectrum ပဲဖြစ်ပါတယ် Spectrum ဖွဲ့ကျွန်တော်တို့စင်မြင့်ထက်ဖို့နေရာယူပေးဖို့ရဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့ပါအားတက်တရောနဲ့တိခတ်ဖြောပြပေးမဲ့ Spectrum ဝိုင်းတော်သားအတွက်လက်ခုပ်တီးပြီးတော့ကျေးဇူးပေးပါအောင်ရှင်ပထမဆုံး Spectrum ဒေဂီတာအဖွဲ့နဲ့အတူနိုင်ငံကျော်ဒေသရှင်ကြပြဘွဲ့မှုမှာဖြောပြတင်ဆက်တော်မှာဖြစ်ပါတယ်